ဒီနေ့မှာတော့ imposter ကြရင်ဘယ်လိုလဲရမလဲဆိုတော့အခက်အခဲဖြစ်နေတဲ့ server တွေကပေါ်တာတွေနဲ့အမှန် sorry player တွေအတွက်ကျွန်တော်လိန်လေးတချို့မျှဝေပေးခြင်းပါတယ်ဒါပေမဲ့ shape ဖြစ်တာမဟုတ်ဘူးเนาะအဲ့ moon လေးဆိုတဲ့ယောက်ကအဲ့ဖြတ်တော့ဟာငါ့ရဲ့ပေးပါဒီမှာဆိုရင်ကျွန်တော်ရဲ့ imposter ရှစ်ကအားလေးကလေးကအပုတ်ခံလိုက်ရတာဆိုတော့ကျွန်တော်တယောက်တည်းဘယ်လိုမျိုးဆက်ပြီးတော့ရုံပါလဲအဲ့တော့ကျွန်တော်ဘယ်လိုမှလုပ်လို့မရတဲ့အဆောင်အကုန်လုံးကလည်းကိုယ်ရှောင်းသိပြီးသားဆိုတော့ကျွန်တော် AFK လုပ်လိုက်ပါတယ် နေဘယ်လိုဆောင်မလဲ AFK လုပ်နေရဆိုပေမဲ့ AFK လုပ်နေနဲ့တားကောင်းရှာနေဆိုရင်လည်းမမှားပါဘူး Few moments later. တိတ်မကြခင်မှာပဲမိုရှိကိုရှော့ပြီးတော့ကျွန်တော်ဆန္ဒ AFK လုပ်တဲ့နေရာမှာပြန်ပြီးတော့ရန်နေလိုက်တယ်ငါမဖုန်းကအခုမှမိလာလို့ဖုန်းကတွင်းနေရဟာဒီရတာမဖြစ်ခင်လို့ရက်နေတာပဲလားဟုတ်တယ်ရက်နေတာအဲ့ဒါမှအကောင်းကြီးပဲသူရက်နေတာမဟုတ်တော့ဘူးအဲ့ဆိုရင်တခြားသူဒီမှာဆိုရင် crewmate တွေအကုန်လုံးကကျွန်တော်ဝမ်းပြီးယုံကြည်နေကြဆိုတော့ကျွန်တော်တည်တည်တတ်တတ်ရင်အရင်လိမ့်စရာမလိုဘူးသူတို့ပြောတာလေးကိုစကားရော for ရောလေးလိုက်ပေးရုံပဲပေါ့နော်လို့ကမီဒီယိုမှာကျွန်တော်ကြည့်နေတာမီဒီယိုမှာဗမာမရှိအဲ့နားမှာဗမာကြောင်းလို့ရတယ်တော့မဟုတ်ကျွန်တော်တောင်းလျှောက်တယ်ညောင်းလျှောက်တယ်လုပ်နေတာဗမာပြီးကြအဲ့ကနာနာရောင်လေးတက်သွားတယ်ဦးချီကိုတက်သွားတယ်မီဒီယိုပေးမှာ story နဲ့မီဒီယိုပန်နာလေးမှာတက်သွားတယ်ပြောပြမယ်နော်ဘာလို့လဲဆိုတော့ဗမာရဲ့နေရာကြာအဲ့နားမှာတော့တယ်အပတ်တက်ကြည့်ရညီမလေးပြောလိုက်စမ်းကွာညီမလေးပြောလိုက်ဒီလိုမျိုးကိုဘမှာရှိနေတဲ့ crewmate တွေလည်းအရင်များနေရဆိုတော့လိန်ရတာတော်တော်လေးကိုလွယ်ကူပါတယ်ဒီလိုမျိုးရန်ဖော်ရင်နဲ့ကျွန်တော်ပုံမိလိုက်တာနာမည်ဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ထွက်လိုက်ရတယ်ပေါ့နော်ဒါပေမဲ့ဒီနီးလမ်းမှာကျွန်တော်လည်းတော်တော်လိန်လို့အဆင်ပြေခဲ့ရဆိုတော့ဒီနီးလမ်းလေးကိုလည်းအသုံးချလို့ရအောင်အားလုံးမျှဝေပေးတာပါ